လာပါ Crosser ကနေဟုတ်ကနေပြန်ကြိုးလိုက်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းကတော့ကျွန်တော်ဒီ AI coding agent တွေကိုသုံးပြီးတော့ကိုယ်ပိုင် web application တွေကိုယ်ပိုင် website တွေဘယ်လိုဖန်တီးမလဲဆိုတာကိုရှင်းပြပေးပါမယ်ဖြစ်ပါတယ် file coding ကိုလည်းခေါ်ပါတယ်ကြည့်လိုက်ကြအောင်နော် Okay ကျွန်တော်ကြိုက်တဲ့ browser တစ်ခုခုကနေပြီးဒီ Laravel.db ကိုချက်သွားပြင်မယ်သွားပြီးရောက်ပြီဆိုလို့ရှိရင်ကျွန်တော် account မရှိသေးတဲ့လူတွေ sign up လုပ်မယ် account ရှိတဲ့လူတွေ sign up ဝင်မယ်ဒီ sign in ရော sign up မှာဒီမှာ option တွေရှိပြီးသား Gap account နဲ့လုပ်ချင်လား Google ဒီ Gmail account နဲ့လုပ်ချင်လားလုပ်လို့ရတယ်ကျွန်တော်ဒီ Google account ကိုသုံးပြီးတော့ sign up ဝင်လိုက်မယ်နော် Okay ဒီကောင်ဝင်လိုက်မယ်ဒါတော့ကျွန်တော်ဒီရေးလက်စ project တွေကိုလာပြပေးမှာပေါ့နော်အဲဒီမှာဆို landing management system တွေ POS တွေ game တွေစသဖြင့်အများကြီးကျွန်တော်ရှောက်ဆန်းထားကိုယ်ပိုင် app တွေရှိရပါတော့အဲသူ့ကိုခိုင်းနေတယ်အလွယ်ပါတယ်မြန်မာလိုခိုင်းလို့ရပါတော့ငါ့ကိုmanagement system တခုရေးပြပါဘောနော်အဲ့လို instruction ပေးလိုက်ရင်ဒီကောင်ကသူဟာသူဒီ system အတွက်ဒီလိုအပ်တဲ့ပေါ့နော် common ဖြစ်တဲ့ feature တွေ function တွေတစ်ခါလေးသူကသူစဉ်းစားပြီးထည့်ပေးသွားမှာဒါလို့ကိုကprompt တွေပါနေရေးချင်တယ်ဆိုလည်းဘာလုပ်လို့ရလဲဆိုလို့ရှိရင် ChatGPT တို့ဘာလို့မှာကိုလိုချင်တဲ့အကြောင်းအရာလေးတွေ feature လေးတွေရေးလိုက်မယ်အဲ့အတွက် AI agent ကိုခန့်ဖို့လိုတဲ့ prompt လေးထုတ်ပေးပါဆိုရင် ChatGPT ကထုတ်ပေးလိမ့်မယ်နောက်ပြီးဒီမှာဆိုလဲသူကဒီမှာသူဘာတွေလုပ်မယ်ပေါ့နော်ဒီခိုင်းတဲ့ဟာပေါ်မူဒီဘာတွေလုပ်မယ်ဆိုသူရေးပေးထားသလိုတစ်ခါလေးဒီမှာလည်းဒီ HTML CSS စသဖြင့်ပေါ့လိုအပ်တဲ့ဟာတွေ file တွေမှများ coding တွေမှများသူအကုန်ရေးပေးသွားမှာဒါပေမဲ့ကျွန်တော်တို့တွေဒီခုသုံးတဲ့အကောင့်ကဒီ free ဖြစ်တာမလို့ free account ဆိုလို့ရှိရင်သူ့ရဲ့ daily limit ကဘယ်လောက်ခွဲရလဲဆိုရင် message 9ကပဲပို့လို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဝယ်သုံးထားဒီ monthly credit ရှိသေးတယ်ပေါ့နော်တစ်လကိုmessage 100ရတယ်ပေါ့အဲ့မှာ billing နဲ့ပတ်သက်ပြီးတော့ကြည်စံစာလုပ်လို့ရတယ်ပြီးရင်ကိုလုပ်ထားတဲ့ project တွေကို GitHub ပေါ်မှာဗာညာကျွန်တော် upload လုပ်ချင်တယ်ဆိုရင် GitHub ကို upload လုပ်ရတယ်ဒီ database တွေဘာတွေနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော် Superbase တို့ဘာလို့နဲ့ကျွန်တော် integrate လုပ်လို့ရတယ်ဟုတ်ပြီဒါကကျွန်တော်တို့ကတော်တော်လေးရေးလိုက်တာအဲ့လိုမဟုတ်ဘူးကျွန်တော်အရှည်ပေါ့နော် prompt တွေဘာတွေထုတ်ချင်တယ်ဆိုလွယ်ပါတယ်ကျွန်တော်ကြိုရေးထားပြီးသားလေးရှိရဘာလဲဆိုတော့ကျွန်တော် stake gain လုပ်မယ်ပေါ့နော်ပြီးသူ့ရဲ့ rule လေးတွေဘာလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်ချင်တဲ့ feature လေးပြောလိုက်တယ်အဲ့ဒါကိုကျွန်တော် prompt ထုတ်ခိုင်းမယ်ပေါ့နော်ဒီ level ကိုခိုင်းဖို့အတွက်ပေါ့ဒီကောင်ကိုခိုင်းဖို့အတွက် prompt လုပ်ပေးပါဆိုပြောလိုက်မယ်အဲ့ဆိုဒီကောင်ကလုပ်ပေးလိုက်မယ်test နဲ့ပတ်သက်ပြီးတော့ option တွေပဲထားလိုက်တော့မယ်ဟိုကောင်သူကကြိုက်တာတော့လိုက်ဒါတော့ကျွန်တော်ရဲ့ဒီ tablet မှာဒီ run ဟိုဖြစ်လို့ဖြစ်နေတယ်ပေါ့နော်ပြန်ပြီးတော့ refresh လုပ်ကြည့်ပေါ့ထားလေ line မကောင်းနေဖြစ်တယ်ကြာနေရဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုနောက်တစ်ခုသွားချင်တယ်ပေါ့နော် go to dashboard ပဲသွားလိုက်မယ်ပြီးရင်ကျွန်တော်ခုနယူလာတဲ့ prompt ရှိတယ်အဲ့ prompt နဲ့သူ့ကိုခိုင်းလိုက်လို့ရတယ်အဲ့ prompt သူအရင်ဆုံးနားလည်အောင်ဖတ်တယ်ပြီးလို့ရှိရင်သူဘာတွေလိုရမလဲ thinking လုပ်တယ်ပြီးတခါရဲ structure ဆောက်ပြီးတော့ကျွန်တော်တို့လိုတဲ့ file တွေအားလုံးသုံးရတဲ့အဆင့်ထိရအောင်သူ create လုပ်ပေးသွားတယ်တခါကျကျွန်တော်တို့ခိုင်းတဲ့ project ကအရင်ကြီးတယ်ဆိုသူကငါ phase 1အနေနဲ့ဘာလုပ်မလဲဆိုပြီးပြောတာရှိတယ်ဒါတခါကျလည်းမဟုတ်အကုန်လုံးတော့လုပ်တယ်ဒါပေမဲ့တချို့ page လေးတွေတချို့ခါလေးကိုခြံပြီးတော့လုပ်သွားမျိုးရှိတော့အဲ့ကြကျွန်တော်နောက်ပိုင်းပြန်စစ်ပြီးတော့သူပြန်လုပ်ခိုင်းရတာမျိုးတွေလည်းရှိတယ်ဒါလို့ကျွန်တော်တို့ဟာ coding က error တက်လို့သူ့ကိုဒီ try to fix တွေပါညာလုပ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတနေ့ရထားတဲ့ဒါမှမဟုတ်ကျွန်တော်တစ်လရထားတဲ့ဒီ message ကောက်နေတယ်တော့ထည့်ပြီးတော့သူမဖြတ်သွားဘူး error ပြင်တာမျိုးဆိုတော့ဒါမှမဟုတ်လည်းကျွန်တော်တို့ကိုယ်ပိုင် instruction တွေပေးပြီးသူ့ကိုဒီနေရာမှာစာရိုက်ပြီးခိုင်းလိုက်တာဆိုတော့မရဘူးသူဖြတ်သွားတယ်အဲ့လေးတော့မှတ်ထားမယ်နော်ဒီမှာဆို error တက်တယ်ပေါ့နော်အဲ့ error တက်တယ်ဆိုကျွန်တော် try to fix တွေပဲနှိပ်ပြီးပြင်လို့ရတယ်ပုံမှန်ချိန်မျိုးဆိုရင်တော့ဒီဟာပြဿနာမရှိဘူးဒီမှာသူရဲ့ဟိုကောင်းအောင်ရော့မသွားတကယ်တမ်းကျွန်တော်ဒါ message တစ်ခါပို့သွားလို့ရော့တာပထမဆုံးကျွန်တော်ကြည့်ချင်မှာ message ကောင်းအောင်တူးရှိရပေါ့နော်အဲ့တော့ကျွန်တော် prompt ပေးလိုက်တဲ့အချိန်မှာသူကမပြီးသေးတော့မနှုတ်သေးဘူးပြီးတဲ့အချိန်ကျမှ one နှုတ်သွားအဲ့တခုတော့ကြံသေးတယ်ဒီချိန်မှာ error တွေတက်လိမ့်မယ်ကိစ္စမရှိတက်တဲ့ error တွေသူကြည့်ပြီးရှင်းပေးသွားလိမ့်မယ်အဲ့တော့ message ကောင်းအောင်ပုံမှန်ဆိုမနှုတ်အဲ့လိုပုံမှန်ဆိုမနှုတ်ထည့်ပြောရလဲဆိုရှင်တခါလေကြာရင်သူ့ server error လားမသိနှုတ်သွားတယ်လို့ဟုတ်ပြီစော့ကြည့်အောင်ဒါပါပဲအရင်မခက်ဘူးအဲ့တော့ကျွန်တော်
စမ်းကြည့်လို့ရတယ်ပြီးရင်ကျွန်တော် free version တော့သိမသိကြဘူးကျွန်တော်တို့ဒီဝယ်ထားတဲ့ paid version မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်နဲ့မဟုတ်တွေရှိရယ်သူ့ကိုကုတ်တင်ကုတ်ခိုင်းနေတာလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်သူနဲ့စကားပြောချင်လို့လားဘာလားလုပ်လို့ရတယ်ချက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ default ကျွန်တော်သူ instruction တွေပေးရတာမဟုတ် chat only လို့ပြောလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီထဲက high နဲ့ပတ်သက်ပြီးတော့ပြင်နေဆိုလဲ developer option on ပြီးတော့ဒီထဲက code တွေကျွန်တော်သွားပြီးတော့ပြင်လို့ရတယ် okay ပါအဓိကတော့စမ်းကြည့်ပေါ့နော်စမ်းကြည့်လိုက်ရင်ပို့ပြီးတော့သိသွားလိမ့်မယ်